အခုရောက်နေတဲ့ Aquarius season မှာတလောကလုံးရဲ့အမြင်နဲ့စန့်ကျင်ဘက်အမြဲရှိနေတတ်တဲ့ဘူကလတ်လေးတဲ့လို့နာမည်ကြီးပြီးညံကောင်းတလောက်ခေါင်းမာပြီးခိုးစီလရမှာဆရာကြတဲ့ reflect ထိတ်ဆုံးစင်းရင်ဝင်လို့လူသိများကြတဲ့ Aquarius ရဲ့အကြောင်းကိုဒီနေ့ Your Creation ကနေတည်ထားရတဲ့လောက်အသင်းတုတ်သွားမှာဖြစ်ပါတယ်January 20ကနေ February 18အတွင်းမှာမွေးကြတဲ့အာကွာလေးတွေအားလုံး Happy Birthday ပါလို့ Your Creation ကနေအရင်ဆုံးဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်နော်Aquarius ဒီဟာတင်ထင်ထားသလိုသူတို့ကတကယ်ပဲ reflect ဆန်းပြီးရက်ဆက်တက်ကြတာလားဒါမှမဟုတ်လူသားတွေအတွက်အနစ်နာခံဖို့မွေးဖွားလာသူတွေလားသူတို့ရဲ့အတွင်းစိတ်ကနေအချစ်ရေးဘဝဖြတ်သန်းမှုတွေအထိခွဲခြမ်းစိတ်ဖြာတင်ပြပေးသွားမှာလို့တင်ကိုယ်တိုင်က Aquarius ဖြစ်နေရင်ဒါမှမဟုတ်တင်ချစ်သူက Aquarius တယောက်ဆိုရင်မဖြစ်မနေဆုံးအောင်ကြည့်သွားဖို့အကြံပေးပါရစေနော်Aquarius တွေကို Uranus နဲ့ Saturn နှစ်ခုစလုံးကအုပ်စိုးထားတာပါ။ဒါကြောင့်သူတို့ကလွတ်လပ်မှုကိုအယမ်းမြတ်နိုးပေမဲ့စီကန်းရှိစွာလွတ်လပ်ချင်ကြသူတွေပါ။အများနဲ့မတူတဲ့အမြင်ရှိလို့ဘူးကလန့်လို့အထင်ခံရပေမဲ့သူတို့ကတမင်လောက်တာမဟုတ်ပဲမွေးရပါကိုကထူးခြားနေတာပါ။သူတို့သတ်မှတ်ထားတဲ့ boundary ကိုလာကြော်နေတော့ဘလို့ညှိနှိုင်းမှုမှမလက်ခံပဲတော်လန်ပုံကန်ဖို့မကြောက်တတ်ကြတဲ့ချီဂွေဗာရာလက်တလီတွေပါ။ထူးခြားတာက Aquarius တွေဟာလူသားအယမ်းဆန်ပါတယ်။သူတို့ကအနစ်နာခံဖို့လူဖြစ်လာသူတွေလို့တောင်ဆိုရပါမယ်။လူသားအကျိုးပြုလုပ်ငန်းတွေကိုကိုယ်တိုင်မလုပ်ချင်ရင်တောင် Universe ကတနည်းနည်းနဲ့လုပ်ဖြစ်လာအောင်တွန်းပို့ကြပါတယ်။ဉာဏ်အယမ်းကောင်းတဲ့ဆိုင်မို့အရာအားလုံးကိုသိနေပေမဲ့တခါတလေမသိသလိုနေလိုက်တတ်ကြပါတယ်။သူတို့ရဲ့ပင်ကို idea နဲ့ဘသူအကူအညီမှမယူပဲတယောက်တည်း independent ဖြစ်အောင်ကြိုးစားမှသာဘဝမှာအောင်မြင်တတ်ကြပါတယ်။ Aquarius တော်များများဟာငယ်ဘဝမှာကြမ်းကမ်းတဲ့လောကဒဏ်ကိုကြုံရတတ်ပါတယ်။အဲ့ဒီလိုလောကဒဏ်ကနေသင်ခန်းစာယူပြီးမှတယောက်တည်းရက်တည်နိုင်တော့အောင်ကြိုးစားကြရသူတွေများပါတယ်။သူတို့က social လည်းမကြတတ်ပါဘူး။လူအများနဲ့ဆက်ဆံရတာကိုခက်ခဲတယ်လို့ခံစားရလို့ကိုယ့်ကိုနားလေတဲ့လူနည်းစုလေးနဲ့သူတို့နဲ့ brain level ချင်းတူတဲ့သူတွေကိုပဲပေါင်းချင်ကြပါတယ်။ဒါကြောင့်လဲသူတို့ကိုသွေးအေးတဲ့ ghost လောက်တယ်လို့နာမည်ကြီးတာပေါ့။တကယ်တော့သူတို့ကသူတို့လောက်ညံမကောင်းတဲ့သူတွေဆိုရင်ရှင်းပြရမှာစိတ်ကုန်တတ်လို့ရှောင်နေလိုက်ကြတာများပါတယ်။အာကွာလေးတွေဟာညံကောင်းတဲ့လောက်ခေါင်းလဲအလွန်မာပါတယ်ကိုကိုပဲယုံကြည်ပြီးကိုလောက်ညံမကောင်းရင်လူမထင်တတ်တဲ့အကျင့်လေလည်းရှိတတ်ပါတယ်ဒီပြတ်သားမှုတွေကြောင့်ပဲလူတွေကသူတို့ကို reflect အကြီးစားကြီးလို့ကြောက်ကြတာပါသူတို့ကိုမချစ်ရင်တောင်ဂယုမဆိုင်တတ်တဲ့အထိ fix လွန်ပေမဲ့တကယ်ချစ်ရတဲ့သူကသူတို့ကိုပြန်မချစ်ရင်တော့အဲ့ဒီခေါင်းမာမှုတွေပျောက်ဆုံးပြီးအယံဝမ်းနဲ့အားငယ်တတ်ကြပြန်ပါတယ်အားတာချက်အနေနဲ့ Aquarius လေးရဲ့ super power ကတော့ညံကောင်းတာနဲ့တယောက်တည်းဘသူကမှမမီခိုပဲ independent ဖြစ်အောင်နေတတ်တာသူညံကိုလည်းအကောင်းဆုံးလမ်းပြပေးနိုင်တဲ့ဆရာခေါင်းလေးတွေပါပဲကျွန်တော်လေးစားအားကြရတဲ့ Aquarius ဆရာမလေးတယောက်ရှိပါတယ်အခုလက်ရှိကျွန်တော်ဘဝကိုလည်း Aquarius ဆရာမလေးရဲ့လမ်းညွှန်ချက်တွေအတိုင်းနေထိုင်သွားထက်တာများပါတယ်အားနည်းချက်ကတော့ရှင်းပြရမှာပြင်းရင် ghost လောက်တတ်တာအထီးကျန်ရင်ကြည်ဝမ်းနဲ့တက်တာတွေစိတ်တူရင်စကလုံးတွေနဲ့အလဲထိုးတတ်တာပါပဲအယံမုံသွားရင်တော့သွေးအေးနဲ့ရက်ဆက်ကိုလက်ဆိုင်ချေတတ်တာတွေပါအချီအေးမှာတော့သူတို့ကသူတို့ရဲ့နှလုံးသားတကားကိုခက်ခဲဖွင့်ရပါမယ်သူတို့ဖွင့်လိုက်ပြီးဆိုတာနဲ့အဆုံးထိပုံအောချစ်တဲ့သူတွေပါအဖွင့်ဘဲမှာမာတယ်လို့ချစ်သူနဲ့ဆိုတီတာနဲ့ပလီပလာစကားလေးတွေကို Aquarius လေးတွေမှာဟုတ်ရလားလို့တော့အထင်ခံရတဲ့အထိပြောတတ်ကြပါသေးတယ် Aquarius လက်သွဲပေါ်ရွဲပြီးဆိုရင်တော့သူတို့ကညံရီမှီပြီးအထင်ကြီးလောက်သူမျိုးကိုပဲအချစ်ကြီးချစ်တတ်ကြတာပါသူတို့ရွေးချယ်မိတဲ့သူဟာသူတို့လောက်မှညံမကောင်းမှုထင်ရင်အကြောင်းပြချက်မပေးပဲတုံးတိကြီးဖြတ်ပြီး ghost လောက်ကြတာများလို့ reflection ရင်ဝင်သွားရတာပါပဲဒါပေမဲ့သူတို့ထက်ညံကောင်းတဲ့သူဆိုရင်တော့အတော်အတန်တီးခံပြီးပေါင်းတတ်ကြပါပဲသူတို့ကိုအတင်းချုပ်ကင်ထားရင်သူတို့ဟာတင့်စီကနေပျောက်ကွယ်သွားပါလိမ့်မယ် Aquarius လေးတွေကိုမှချစ်မိရင်သူတို့ရဲ့လွတ်လပ်ခွင့်ကိုပေးထားဖို့လိုပါတယ်များသောအားဖြင့် Gemini, မိထုံ Libra, ဒူ Aries မိတာတို့နဲ့အလွန်လိုက်ဖက်ပါတယ်ဒါကြောင့်သင်ဟာ Aquarius တယောက်နဲ့ချစ်သူဖြစ်နေပြီဆိုရင်တော့သူနဲ့ရေရှည်မြဲဖို့သူပလီတာမခံရဖို့သူထက်ညံမကောင်းဘူးထင်တော့သူနဲ့ညံရည်တူနေဖို့တော့လိုပါတယ်သင်ချစ်သူက Aquarius တယောက်ဆိုရင်လည်းဒီအကြောင်းတွေဟုတ်မဟုတ်သင်ချစ်သူသိရအောင်သူ့အကောင့်ကို mention ခေါ်ပြီးတတိပေးလိုက်ပါအောင်အခု2026 January လနောက်ဆုံးပတ်မှာ Pluto က Aquarius ထဲကိုရောက်နေပြီး Sun Square Uranus ဖြစ်နေတာကြောင့် Aquarius တွေဟာသူတို့ဘဝရဲ့အရေးကြီးဆုံးအသွင်ကူးပြောင်းမှုကိုကြုံတွေ့နေရတာမှာနောက်ဆုံးအကြံပြုချင်တာကတော့ Aquarius တွေဟာအချစ်ရေးမှာအရန်တွေ့တိုင်းပိုနာကျင်ရတော့ပါတယ်ဒါကြောင့်တိတ်မတွေ့တာပဲပေါ့ပလေးချစ်တမ်းမှာဘဝမှာအဆင်ပြေမှာပါပြီးတော့သင်ဟာ Aquarius တယောက်ဆိုရင်သင်ကိုယ်တိုင်ကညံကောင်းပြီးအမိအခိုကင်းစွာနဲ့ independent ထိအောင်နေနိုင်မှသင်ဘဝကအဆင်ပြေချောင်းမွေပါလိမ့်မယ်အထက်ကအတိုင်းဖြစ်အောင်မနေနိုင်တဲ့ Aquarius လေးတွေဘဝဟာခက်ခဲကြမ်းတမ်းကြပါတယ်အခုပြောပြသွားတာက Aquarius တွေရဲ့ရေဘူးရတဘာဝတွေပဲဖြစ်ပါတယ်
တင်ကိုယ်တိုင်က Aquarius တယောက်ဆိုရင်အထက်ကအချက်တွေထဲကဘယ်လောက်ထိတင်းနဲ့ကုန်ညီလဲဆိုတာ comment မှာပြောပြသွားပါအောင်ဒီဗီဒီယိုလေးကအကျိုးရှိခဲ့ကျွန်တော်တို့ channel လေးကို follow subscribe လုပ်ပေးခဲ့ဖို့လည်းမမေ့နဲ့အောင်နော်